ချက်မြင့်ချက်သေးဟင်းလေးချက်ပြပါမယ်ပထမဦးစွာ ingredient ဖြစ်တဲ့ချက်သွန်းအနီချင်းချက်သွန်းဖြူခရမ်းညင်တီပြီးရင်တော့အယောင်တင်နေမဆလာတော့ဒီမှာကလာလေးမဆလာသုံးပါတယ်ဘူးမကြိုက်လို့ထုတ်ပဲသုံးပါတယ်စနုံမုတ်ထဲနဲ့ပြီးရင်ချက်မြင့်ချက်သေးလေးတွေကိုတော့စားရှိုးမုံနဲ့ချက်သွန်းနဲ့ထည့်ထားပါမယ်စီကိုတော့ကျမတို့ကစုံစီရဲသုံးပါတယ်အိမ်သုံးတာဖြစ်တဲ့အတွက်ဘူးမှာတော့တစ်စိမ့်မကတ်ထားပါဘူးချက်သွန်းအနီလေးကိုစီတက်ပါမယ်အပြင်နောက်စနုံမုတ်ထဲနဲ့ချက်သွန်းလေးအနီဒီလေးကိုနည်းနည်းအယောင်ရွှေဝါရောင်ပြောင်းတဲ့အထိစီတက်ပါမယ်ပြီးရင်အယောင်လေးထည့်ပါမယ်ကိုကြိုက်ပေါ်မှာမူတည်ပြီးတော့အနေများထည့်လို့ရပါတယ်အယောင်တင်ရတော့ဒီနောက်လည်းခင်းပြီးပြီးတော့ထည့်ပါမယ်ကျမတော့ခင်းပြီးတစ်လုံးမတုံးပါဘူးအများကြီးဆိုရင်ခင်းပြီးအများရတာပြီးပေါ်သွားမှတောင်းလို့တော့ပြီးရင်ခင်းပြီးလေးပြောဖို့တည်းကြီးလေးဆက်ပါမယ်ဒီလေးဆက်ပြီးအောက်ခံအောက်ခံပြီးဒီလိုမျိုးပြီးရင်ကျွန်တော်တို့လေးကိုပြောတာမှာအဲ့နေရာမှာတော့အမြင့်ကလေးရဲ့ဒီဆွဲနေတဲ့ဒီလေးတုံးထားပါတယ်အသေးရောဒီကတုံးလိုက်မယ်ဆိုရင်ကြေးမှာတော့ကျွန်တော်မတုံးထားပါဘူးဒီကနေ့ခွဲပြီးရင်ဒီကလုံးမယ်ဒီခွဲလိုက်ပါမယ်ဒီထည့်ပြီးရင်ကျွန်တော်အုပ်ထားပြီးပုတ်ဖြစ်လာလို့ဆိုရင်အသေးလေးတွေလည်းနည်းနည်းလေးတက်နောက်လေးဖြစ်လာလို့ဆိုရင်ကျွန်တော်အသေးလေးတွေတူလေးတွေတုံးလိုက်ပါတော့ဇွန်းနဲ့ပဲစိတ်လိုက်တယ်ပေါ့နော်အဲ့မှာရေးအမီရော်လေးဖြစ်ပြီးဆိုရင်ဒီမှာကလာလေးမကလာကိုဟုတ်ပါတယ်အဲ့မှာဒီကနေ့အောင်နေပြီးဒီကုန်ခန်းလာပြီးစီးပြန်နေဆိုရင်တော့ဒီလေးရောဒီတက်ပါပြီရတာရင်ကောင်းမနဲ့ကျင်းတဲ့ဟင်းတစ်ခွက်ပါရှင်ကျမရဲ့ favorite တွေကတခုပါရှင်ကြည့်ပြီးလို့ကျေးဇူးပါ